တားဟင်းနေမစားစတဲ့နေ့မှာသမင်းပူပူကြက်ဥကြော်လေးနဲ့တွဲစားလို့ကောင်းမဲ့နှမ်းလော်ငရုတ်သီးစားတောင်းလေးလှုပ်စားပြပါတယ်လိုရာတွေကတော့ငရုတ်သီးစိမ်းနှမ်းလော်ချက်သွန်နီချက်သွန်ဖြူငါသို့မဟုတ်ပစွန်ငံများရဲ့အနှဲငယ်တို့ပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ချက်သွန်နီလေးတွေကိုလှီထားပေးလိုက်ပါမယ်ချက်သွန်ဖြူလေးတွေကိုလည်းတိတိလေးတွေဖြစ်အောင်လှီထားရပါမယ်ပြီးရင်တော့အိုးထဲမှာစီလေးနည်းနည်းထည့်ပြီးငရုတ်သီးစိမ်းချက်သွန်နီချက်သွန်ဖြူတို့ကိုထည့်ပြီးတော့နွမ်းသွားတဲ့အထိကြော်ပေးထားလိုက်ပါမယ်ချက်သွန်လေးနွမ်းသွားပြီဆိုရင်တော့စပြီးတော့ထောင်းလို့ရပါပြီအရသာအတွက်စားအရသာမုံတို့ထည့်ပါမယ်ပြီးရင်တော့နန်းလော်လေးတွေထည့်ပါမယ်နန်းလော်ထည့်ထားတဲ့အတွက်အရသာလေးကစိမ့်စိမ့်လေးနဲ့ပို့ပြီးတော့စားလို့ကောင်းပါတယ်အဲ့နောက်မှာတော့အနံလေးမွေးအောင်ငမြရီလက်ဖက်စားစွန်းတစ်စွန်းထည့်ပေးလိုက်ပါမယ်နောက်ဆုံးအနေနဲ့စီစိမ်လေးစမ်းပေးလိုက်မယ်ဆိုရင်အရင်လည်းမဆက်ဘဲနဲ့စိမ့်စိမ့်လေးနဲ့စားလို့ကောင်းတဲ့နန်းလော်ငရုတ်သီးစားတောင်းလေးရပါပြီကျွန်တော်ကတော့ဒီတစ်ခွက်ရှိအောင်နဲ့တခြားအရန်ဟင်းတွေမလိုတော့ဘဲနဲ့သမင်းစားမြင်တာမို့လို့လိုက်ပြီးတော့လှုပ်ရှားကြည့်ကြပါအောင်ခင်ဗျာ